အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ Messenger chatbot မှာကျွန်တော်တို့ hidden feature လေးတစ်ခုနဲ့ကျွန်တော်ပြပြပြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီ Messenger chatbot တွေဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဥပမာစာတစ်ခုရိုက်ပြလိုက်မယ်ဟိုင်းဒါရိုက်ပြလိုက်မယ်ဒါတော့ကျွန်တော်ပုံမှန်အတိုင်းလေးပဲရိုးရိုးလေးပဲပို့တာဒါပေမဲ့သူ့ကို word effect သုံးလိုက်ရင်ဘယ်လိုတွေဖြစ်သွားမလဲဆိုတာလေးကိုတစ်ချက်ကြည့်လိုက်မယ်ကျွန်တော်ညာဘက်အပေါ်တော့မှရှိတယ်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ဒီမှာ word effect ဟိုအဖက်ကဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်တစ်ချက်ပြမယ်ခုန high ဆိုတဲ့ဟာလို့တစ်ချက်လုပ်လိုက်မယ်တုပ်ပြီးဒီမှာ sticker မှာကျွန်တော်ကြိုက်ရရေးလို့ရတယ်ဥပမာတစ်ခုရေးလိုက်မယ်ဒါပဲရေးလိုက်မယ်เนาะပြီးရင်ရမန်ဂျလီချလိုက်မယ်ချစ်ရင်ပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးရင်ကျွန်တော်တို့ကဒီမှာခုန high ဆိုတဲ့ဟာလို့တစ်ချက်လုပ်လိုက်မယ်လုပ်လိုက်ရင်ခုနကျွန်တော်တို့ထားလိုက်တဲ့ sticker လေးကဒီလိုမျိုးလေးပေါ်သွားတာဖြစ်တယ်เนาะဒီကလို့သူပြန်ဖြတ်ချင်လဲရတယ်အဲ့ဒီတွေကိုပဲပြောင်းလိုက်မယ်ဝင်ပြီး word effect တွေဝင်လိုက်မယ်ဝင်ပြီးရင်ဒါလေးကိုဖိထားလိုက်ဖိထားပြီးရင် remove လုပ်လိုက်မယ်ဒါဆိုရင်ပျောက်သွားပြီကျွန်တော်တခြားစာသားတွေလည်းအများကြီးရေးလို့ရတယ်နော်ဒီကောင်းလားဒီကောင်းလားပြီးရင် sticker မှာဆိုရင်ကျွန်တော်တို့ကကြိုက်တာထားလို့ရဒါလေးထားလိုက်မယ်ဒီကောင်းလားကျွန်တော်ထားလိုက်မယ်ကြိုက်ကြည့်မယ်နော်ဒါလေးပဲ what effect ဆိုတာသူကဒီလိုမျိုးအလုပ်လုပ်တာပါတကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like subscribe နှိပ်ပြီးတော့ခဲ့ပါဦးเนาะတကယ်လို့မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်းကျွန်တော်ရဲ့ comment box မှာရေးသွားခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်